နော်လက်ပေးပြန်လာဆောင်းတာโอเคโอเคဂျင်ဘဲနေတယ်ဟုတ်တယ်ဖြည်းဖြည်းကိုရကဟဲ့လာပြီနော်အစ်စေโอเคတွေ့တယ်ကိုကြီးလာပြီကျွန်တော်လာပြီကိုကြီးနော်အဲ့မှာကိုကြီးရဲ့ညီကိုတွေလာပြီအဲ့မှာဟီးရိုးတွေလာပြီဟီးရိုးတွေပြီးကြရင်ညီကိုတွေလက်ဖေးတောင်းမယ်ဒါတွေကကျွန်တော်တို့ပြီးပြန်ပြောရမယ်နော်โอเคလာပြီကိုကြီးဖုန်းလေးပေးပါဦးဖုန်းလာလေပြန်ထည့်တော့ကျူးပြန်ထည့်တော့အေးသေးဆိုခဲ့ဟောဒီမှာကျူးနေရထည့်ရတော့ဟိုရာကိုကဟဲ့โอเคကိုရပြီလားဆင်းပြပြီလားဟိုရာပြေဘာမှဆင်းပြေလားကိုကြီးโอเคပဲညီလေးပြောမယ်နော်နောက်လေးလက်ဖေးတောက်လို့ရညီကိုတွေအဲ့မှာခင်ဗျားဘေးနားမှာဟီးရိုး2ယောက်ပဲအဲ့ဒီဆက်မှာဒီဘက်စကားကထုံးနေဆောက်ရည်တို့ဒီဘက်ကြီးလားဟိုရပြီကောင်းတာနော်လက်ပေးပြန်လာဆောင်းတာโอเคဂျင်ဘဲနေတယ်ဟုတ်တယ်ကိုခိုင်းနေဆိုပြလိုက်ခြေတော့ရတယ်ပဲဆဲထားတော့ရအေးဟိုထားမယ်နာမဝေးပါမျိုးဆေးချိုမဆွဲနေတာကိုကြီးမဆွဲနဲ့ဟုတ်သူခါတင်းတဲ့ဟောကဆွဲလိုက်မခင်ဗျားမဆွဲနဲ့အတွင်းထဲလေကိုကြီးဒီဟိုပေါင်လောက်ကနေဆွဲချလိုက်ဥဘက်ကိုဘက်ကိုဆွဲလိုက်ပေါင်လောက်ကနေကိုကြီးဘက်ကိုရမ်းချပလိုက်โอเคအဲ့ဒါကနေရဝေးအေးနည်းနည်းလေးတော့သိခံမေးအောင်ကိုနည်းနည်းသိခံမေးအောင်ကိုခါလေးပဲနားမလားဘာပြောအေးစေးဒီတဲ့ဆိုတဲ့ဟာလေးတော့ကိုကြီးလွတ်လာခဲ့ပြီဒါတော့ကတော့အေးစေးပေါ့လက်ပေးမယ်ရပြီအေးစေးဒီတဲ့ဆိုတော့ခင်ဗျလွတ်လာခဲ့ပြီဒါတော့အေးစေးပေါ့ကြက်လေးသိခံခဏကိုရရင်ဒီတစ်ချက်လေးပဲသိခံကိုကြီးကဲဗျာโอเคဟေးလူဘီတယောက်ကြတယ်ညီကိုလူဘီအေးဖြည်းဆိုဒီတော့အေးထိုင်တာဒီမှာဟီးရိုးကြီးပါဗျာကျွန်တော်ဟီးရိုးကြီးပါဟီးရိုးမင်္ဂလာပါကိုရလားဒီဘက်လည်းမင်္ဂလာပါဟီးရိုးကြီးဟာလုံးဝကျွန်တော်တို့ဟီးရိုးဒီမှာဖုန်းလေးဒီချေလာကဲကျွန်တော်တို့တယောက်တော့ကဲသုံးလိုက်ရပြီဗျာကျုပ်လည်းတောင်းဝင်ပါဗျာတူတန်ကြီးပဲလားဖမ်းမယ်ရောဒီဘက်ဒီပွဲမှာကဲကျွန်တော်တယောက်တော့ကဲသုံးနိုင်ခဲ့ပြီပေါ့နော်ကဲကိုကခိုင်စပင်းသွားရโอเคဗျာဒါပဲဗျာရှင်းနေတူโอเคဗျာโอเคဗျာโอเคကိုရင်နောက်လက်ဖေးတောင်းမယ်ဗျာညီကိုတွေကဲတယောက်တော့ကျွန်တော်တို့ဒီဘက်ကောမလို့တဲ့ဘာမှမဟုတ်ဒီတဲ့သူနဲ့ဟာရင်တော့ခံစားခဲ့ပြီကဲကျွန်တော်တယောက်တော့ရခဲ့ပြီပေါ့နော်က
ရအောင်ဘာလို့လဲ